ဒီနေ့ကျွန်တော်ပြောပြမယ့်အကြောင်းအရာဂျာရက်အန်တိုနီဟေဂင်ခေါ်ကျူးဆွဲဆိုတဲ့ rapper အကြောင်းပဲဖြစ်ပါတယ်။ကျူးဆွဲ1988ဒီဇင်ဘာ2ရက်နေ့ချီကာဂိုမြို့ Illinois ပြည်နယ်အမေရိကန်နိုင်ငံမှာကာမလာဝေါ်လက်ဆိုတဲ့အမျိုးသမီးကမွေးခဲ့တာဖြစ်ပါတယ်။ကျူးဆွဲ2015မှာကျူးတဲ့ကိဆိုနာမည်နဲ့စတင်ရွေးခဲ့ပြီး2019မှာလေးဘီဘီရဲ့ Great Production နဲ့စာချုပ်ချုပ်ခဲ့ပါတယ်။ဒီနောက်နှစ်အစောပိုင်းမှာပဲ Interscope Label နဲ့လည်းစတင်လက်တွဲခဲ့ပါတယ်။ကျူးဆွဲ2018မှာတော့ Lucid Dream ဆိုတဲ့ single ချက်နဲ့ Billboard Hot 100မှာနံပါတ်2နေရာထိကိုရယူနိုင်ခဲ့ပါတယ်။ Bro တိတ်မတည်သေးတဲ့ကျူးဆွဲ Lucid Dream ကိုသူ့ရဲ့ channel မှာစတင်နေခဲ့ပေမဲ့လူတိတ်မတည်ခဲ့ပါဘူး။ Cover နဲ့လို့ခေါ်တဲ့ Lyrical Lemonade Music Video ရိုက်တဲ့လူနဲ့ Music Video ရိုက်ကူးမှာပဲ view များစွာရရှိခဲ့ပါတယ်။ခုချိန်မှာဆိုရင်တော့ Lucid Dream Music Video က1 billion view ထိကိုရရှိခဲ့ပါပြီ။အဲ့နောက် Bro တည်တဲ့ All Got the Same လင်းဝင်မီလေးဦးစီပဲနဲ့တူဆိုတော့ Wasted I'm Dangerous ဆိုတဲ့ hit song တွေပါဝင်တဲ့ Go by and Go Rhythm ဆိုတဲ့ album နဲ့ Platinum 3 ကြိမ်ထိကိုရရှိခဲ့ပါတယ်။လူတချို့တိတ်မတည်သေးတာ Go by and Go Rhythm ဆိုတဲ့ album ဟာသူ့ရဲ့ Ace ကြောင်းတွေပါပါတယ်။အဲဒါကြောင့်ကျူးဆွဲရဲ့ချင်းတွေမှာမိန်းမနဲ့ဆေးကြောင်းတွေအများကြီးတွေ့ရမှာပါ။အဲ့နောက်မှာတော့ Future နဲ့တူ collab လုပ်ထားတဲ့ What's on Drugs ဆိုတဲ့ mixtape ကိုလည်း2018မှာပဲတရားဝင် release လုပ်ခဲ့ပါတယ်။2019မှာတော့ Death for Love ဆိုတဲ့သူ့ရဲ့ဒုတိယ album ကိုထုတ်ခဲ့ပါတယ်။နောက်ပိုင်း Robbery ဆိုတဲ့ single song ဟာ US Billboard 200မှာနံပါတ်1အထိကိုပွဲဥနဲ့ရပ်တည်ခဲ့ပါတယ်။ဒါပေမဲ့ကျူးဆွဲက2019ဒီဇင်ဘာ10ရက်နေ့မှာဆေးလိမ်ကျွန်းလုံးပြီးတည်ဆုံးသွားခဲ့ပြီဖြစ်ပါတယ်။သူတည်ဆုံးတဲ့အချိန်မှာခန္ဓာကိုယ်ထဲမှာ oxycodone နဲ့ codeine များစွာတွေ့ရတယ်လို့လည်းသိရပါတယ်။2020မှာတော့ posthumous album ဖြစ်တဲ့ Legend Never Die ကိုထုတ်ခဲ့ပါတယ်။သူတည်ဆုံးပြီးတော့2024ထိလည်းသူ့ရဲ့ album တွေကထပ်ပြီးတော့ထုတ်ခဲ့ပါတယ်။ကျူးဆွဲ2019မှာ BET Best New Artist ဆုလည်းရရှိခဲ့ပါတယ်။သူကဆု3ခုထိရရှိခဲ့ပြီးတော့17ကြိမ် nomination လည်းဝင်ထားခဲ့ပါတယ်။ကျူးဆွဲသူ့ရဲ့ rap career အကောင်းဆုံးချိန်တွေမှာတည်ဆုံးတော့အရင်နှမျောဖို့ကောင်းပါတယ်။သူ့ရဲ့ emo rap တွေဟာဆိုရင်လည်းအရင်ကိုကောင်းပါတယ်။ Bro လည်းကျူးဆွဲရဲ့အကြိုက်ဆုံးတခြင်းကဘာလဲဆိုတော့ comment မှာဝင်ရောက်ပြောသွားပေးနိုင်ပါတယ်။ RIP Legend ကျူးဆွဲဂျာရက်အန်တိုနီဟေဂင် Peace out